ဒီတစ်ခေါက်ပြောပြရမယ့် website လေးကိုတော့အထူးသဖြင့်ကလေးတွေနဲ့ဆရာကျမတွေတဘောကြလိမ့်မယ်လို့ထင်ပါတယ်။ website နာမည်ကတော့ MedKids လို့ခေါ်ပါတယ်။အရင်ဆုံး website ထဲကိုဝင်လိုက်တာနဲ့အခုလိုမျိုးရှင်းနေတဲ့ background နဲ့ MedKids ဆိုတာကိုတွေ့ရပါလိမ့်မယ်။ထိပ်မှာတော့ explore the map, hop in the time machine, watch videos ဆိုပြီးကဏ္ဍ၃ခုခွဲထားပါတယ်။အရင်ဆုံး explore the map ကိုကြည့်လိုက်ရအောင်။ explore the map ဆိုတဲ့အတိုင်းပဲအနုပညာပစ္စည်းတွေနဲ့ပြည့်နေတဲ့ပြားတိုင်းမြေပုံတစ်ခုကိုမြင်ရပါလိမ့်မယ်။ပြီးတော့ရုပ်ထုတွေပကြီးတွေပေါ်မှာအနီရောင်နဲ့အဝါရောင်အပြောက်လေးတွေကိုလည်းတွေ့ရပါလိမ့်မယ်။အဲ့ဒီအပြောက်လေးတွေကိုနှိပ်လိုက်ရင်တော့ရုပ်ထုဒါမှမဟုတ်ပကြီးနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုညာဘက်ဘေးမှာကျလာတာမြင်ရပါလိမ့်မယ်။အဲ့ဒီလိုကျလာရင်တော့ပြားတိုင်းထဲကရုပ်ထုပုံပကြီးပုံအစစ်တွေနဲ့အတူအဲ့ဒီအနုပညာလက်ရာနဲ့ဆိုင်တဲ့အချက်အလက်အတိုလေးတွေရှင်းပြချက်အကျဉ်းချုပ်လေးတွေကျလာပါလိမ့်မယ်။အဲ့ဒီမှာသူက discover, imagine, create ဆိုပြီးတော့ section 3ခုခွဲထားပေးတာကြောင့်ဆရာဆရာမတွေရှုထောင့်ကဆိုရင်တော့အနုပညာလက်ရာတစ်ခုတည်းနဲ့ကို lesson တစ်ခုလောက်အသာလေးသင်လိုက်လို့ရပါတယ်။ discover အပိုင်းမှာစာဖတ်ရင်လေ့လာစရာဗီဒီယိုကြည့်ရင်လေ့လာစရာတွေပေးထားပါတယ်။တချို့စကားလုံးတွေကိုလည်း highlight လုပ်ထားပြီးရိုးရှင်းတဲ့အတိအပဲဖွင့်ဆိုချက်တွေလည်းပေးထားပါတယ်။ Imagine အပိုင်းမှာတော့ critical thinking ပိုင်းနဲ့ပတ်သက်တဲ့မေးခွန်းတွေထည့်ထားပြီးတတ်တာကြောင့်တွေးခေါ်မှုပိုင်းကိုလည်းတိုးတက်စေပါတယ်။ Create ဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ပြထားတဲ့အနုပညာလက်ရာနဲ့ဆက်ဆက်တဲ့ပုံတွေလက်မှုပညာလေးတွေဖန်တီးခိုင်းတတ်တာကြောင့်ကလေးတွေအတွက်အင်မတန်စိတ်ဝင်စားစရာကောင်းပြီးဆရာဆရာမတွေအတွက်လည်းသိပ်ပြီးအားစိုက်ထုတ်စရာမလိုတဲ့ activity idea တွေရစေပါတယ်။ဘာသာစကားလေ့လာနေတဲ့လူကြီးတွေအနေနဲ့လည်းပုံမှန်ဖတ်စာတွေကနေကွဲထွက်ပြီးအနုပညာယဉ်ကျေးမှုဓလေ့ထုံတမ်းတွေနဲ့သမိုင်းကိုဖတ်ပြီးပုံကြည့်ရင်လည်းလေ့လာလို့ရပါတယ်။ Time machine ကဏ္ဍမှာတော့အချိန်ကာလတွေနေရာတွေနဲ့စိတ်ဝင်စားစရာကောင်းစင်တွေပေးထားပါတယ်။အဲ့ဒီမှာကိုကြိုက်ရာကိုနှိပ်ပြီး push ခလုတ်လေးကိုနှိပ်လိုက်ရင်ဆက်ဆက်တဲ့အနုပညာလက်ရာတွေကျလာပြီးလေ့လာလို့ရပါတယ်။ Video section မှာဆိုရင်တော့ create, Q&A, made by kids, celebrate, all ဆိုပြီးတော့တွေ့ရပါလိမ့်မယ်။ဒီ session တွေမှာတော့အနုပညာလက်ရာလေးတွေကိုကိုယ်တိုင်ဖန်တီးနိုင်မဲ့ဗီဒီယိုလေးတွေကလေးတွေကိုယ်တိုင်သိချင်တဲ့မေးခွန်းလေးတွေကိုပြတိုက်ကလူတွေနဲ့အမေးအဖြေလုပ်ထားတဲ့ဗီဒီယိုတွေကလေးလေးတွေကိုယ်တိုင်ဖန်တီးထားတဲ့အနုပညာဗီဒီယိုလေးတွေပွဲတော်ရက်လေးတွေနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုနိုင်ပါတယ်ဒီ website ကဆရာဆရာမတွေအတွက်ဆိုရင်တော့ယတနာတိုက်ကြီးတစ်ခုလိုဖြစ်မယ်လို့ထင်ပါတယ်ဒါဆိုရင်တော့ဒီ website ကိုသုံးပြီး English reading, listening, vocabulary, history, art, culture, critical thinking, creative activity စာရာတွေကိုလေ့လာကြရအောင်သင်ကြားပေးလိုက်ကြရအောင် website link ကိုတော့ comment မှာပေးထားပါတယ်ဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်နော် bye bye